အဲ့တော့ဗိဓမာနီးကြတော့ဒီတဲ့ချဲပြီးတော့အတိတ်ဘဝခန္ဓာတွေနဲ့ပတ်သက်ပြီးတော့လည်းမသိဘူးအနာဂတ်ခန္ဓာတွေနဲ့ပတ်သက်ပြီးတော့လည်းမသိဘူးနှမျိုးလုံးနဲ့လည်းမသိဘူးပဋိစ္စသမုပ္ပါဒ်ကိုလည်းမသိဘူးလို့အကြောင်းအကျိုးကိုမသိဘူးဆိုတာတွေနဲ့ဒီလိုခွဲတာအဲ့တော့မဂ္ဂင်၈ပါးကြားတဲ့အခါကျတော့မှန်ကန်စွာသိခြင်းဆိုတာအဲ့ဒီမှာလည်းပဲမှန်ကန်စွာသိတယ်ဆိုတာဘာလဲလို့ဆိုရင်ခုနကမှန်ကန်စွာမသိခြင်းရဲ့ဆန့်ကျင်ဘက်အမှန်တရား၄ချက်ကိုမှန်မှန်ကန်ကန်သိတာတမ္မာဒိဋ္ဌိဒီလိုဆိုလိုတာပေါ့နော်တမ္မာဒသနလက္ခဏာမှန်မှန်ကန်ကန်မြင်ခြင်းလို့ဒီလိုဆိုတာဟုတ်အဲ့တော့ဘုန်းကြီးတို့တွေဘုရားမြတ်စွာရဲ့တရားဓမ္မမှာမှန်ကန်စွာသိမှုဆိုတဲ့အသိဉာဏ်အမတန်မှအရေးကြီးတယ်မသိခြင်းကြောင့်တန်တရားဝဆင်းရဲတဲ့မှာလဲရတယ်သိခြင်းကြောင့်တန်တရားဝဆင်းရဲကနေထွက်မြောက်ရတယ်လို့ဆိုတဲ့ဒီနိလန်းကိုအမှန်ကန်ကိုမြတ်စွာဘုရားသခင်ကိုရောမြတ်ကဟောကြားတော်မူခဲ့တာမြတ်စွာဘုရားမပွင့်ခင်အချိန်ခါကာလတုန်းကဒီနည်းစနစ်တွေမပေါ်သေးဘူးတာမန်ကိုချင်းသီလအနေထားလေးတစ်ခုတာမန်ကိုချင်းတရားနဲ့ပတ်သက်ပြီးတော့ဆုံးမဩဝါဒပေးတာတွေရှိတယ်အဲ့ဒါတွေမကဘူးဖြစ်လာတဲ့ပုဂ္ဂိုလ်ဟာနောက်ဆုံးကြတော့သေဆုံးရတာပဲဆိုတဲ့ဒီဟောပြောချက်တွေလည်းရှိတယ်ကုသိုလ်ကောင်းမှုကိုလုပ်ကြရမယ်အသိပညာဖြင့်စဉ်းစားရမယ်ဆိုတဲ့အတိုင်းအတာလေးတစ်ခုတော့ဟောကြတာရှိတယ်အာယုတစ်ခုတည်းပေါ်မှာစိတ်ကိုစိုက်ထားတဲ့တမာတိစွမ်းအားတွေနဲ့အတိုင်းအတာတစ်ခုထိန်းထားပြီးတော့ထိုတမာတိစွမ်းအားနဲ့ရှိကြစွာရပ်တည်နိုင်တဲ့ဘဝမျိုးဗြဟ္မပြေလိုဟာမျိုးဒီလိုရောက်နိုင်တဲ့နီးလန်းနေတော့မြတ်စွာဘုရားမပွင့်ခင်ကရှိခဲ့တယ်သို့တော့ဒီမဂ္ဂင်၈ပါးနဲ့ဖွဲ့စည်းထားတဲ့မစ္စည်းမပฏิပဒါဆိုတာအဲ့ဒီမစ္စည်းမပฏิပဒါကိုအခြေခံပြီးတော့ဝိပဿနာကျင့်စဉ်ပုဗ္ဗဘာကမက်လို့ခေါ်တဲ့ဒီဝိပဿနာကျင့်စဉ်ကြီးကတော့မြတ်စွာဘုရားပွင့်မှပေါ်ထွန်းလာတာဖြစ်တယ်မြတ်စွာဘုရားကိုယ်တိုင်ကိုယ်ကပြိဋိဘံသံဃာနီးမှာသုဘတ္တပြပိုက်ကြီးကိုပွင့်ပွင့်လင်းလင်းပြောခဲ့တယ်သူရဲ့ဓမ္မခရီးတစ်လျှောက်လုံးမှာနှစ်ပေါင်း52နှစ်အတွင်းဟောဒီဝိပဿနာကျင့်စဉ်သို့မဟုတ်မဂ္ဂင်၈ပါးရဲ့တစိတ်တသေးသားလောက်တောင်ဟောပြောနိုင်တဲ့ပုဂ္ဂိုလ်ဆိုတာမရှိဘူးလို့ငါဘုရားရဲ့သာသနာမှာသာဟောဒီမဂ္ဂင်၈ပါးဆိုတဲ့အကျင့်ရှိနိုင်တယ်တခြားသာသနာမှာမရှိဘူးမဂ္ဂင်၈ပါးမှာမရှိတဲ့သာသနာမှာသောတာပန်အဆင့်ဆိုတာမရှိဘူးသဂရကအဆင့်ဆိုတာမရှိဘူးအနာဂံယန္တာဆင့်ဆိုတာမရှိဘူးလို့မြတ်စွာဘုရားကတိတိလင်းလင်းဟောကြားတော်မူခဲ့တာရှိတယ်ဒါကြောင့်မို့လို့မဂ္ဂင်၈ပါးအကျင့်တရားဆိုတာမြတ်စွာဘုရားပွင့်ပေါ်တော်မူလာမှဟောပြောပြသပေးခဲ့တဲ့အကျင့်တရားဝိပဿနာအကျင့်တရားပဲဖြစ်တယ်